အားလုံးပဲ Namaste ပါဖြာလေးပေါ်မှာတက်တောင့်တက်သားလေးထိုင်ရအောင်နော်အဲ့တော့ကိုယ့်ရဲ့ဘယ်ဘက်ခြေထောက်လေးကစီကုံအတွင်းနဲ့ထည့်မယ်ညာခြေထောက်ကလေးကအပြင်မှာထားမယ်အနောက်ကကိုယ့်ရဲ့တင်မကြွက်သားလေးတွေကိုလက်လေးနဲ့ဆွဲထုတ်ပြီးမှထိုင်ရအောင်ခါလေးကိုမမတ်လေးထားမယ်ကြောလေးဆန့်မယ်မျက်လုံးလေးခဏလေးမှိတ်ရအောင်ကိုယ့်ရဲ့ပခုံးလေးတွေလျှော့ပေးရအောင်ရှူသွင်းလိုက်မယ်နက်နက်ရှိုင်းလေးရှူရအောင်ဖြည်းဖြည်းချင်းလေးကိုရှူထုတ်မယ်ရှူသွင်းတဲ့ချိန်မှာနက်နက်ရှိုင်းလေးရှူလိုက်ပါမယ်ရှူထုတ်ရင်းနဲ့ကိုယ့်ရဲ့ပခုံးမှာရှိတဲ့တင်းအားလေးတွေအားလုံးလျော့ကျသွားပါစေရှူသွင်းမယ်နက်နက်ရှိုင်းလေးရှူရအောင်ဖြည်းဖြည်းချင်းလေးရှူထုတ်ရှူသွင်းရအောင်နက်နက်ရှိုင်းလေးရှူပါမယ်လေးကိုရှူထုတ်ရင်းနဲ့ခန္ဓာကိုယ်မှာရှိနေတဲ့တင်းအားလေးတွေအားလုံးလျော့ကျသွားပါစေရှူသွင်းမယ်နက်နက်ရှိုင်းလေးရှူပါမယ်ပြေးဝလေးရှူထုတ်ရအောင်ရှူသွင်းရှူထုတ်လေး3ချိန်တူတူလုပ်ပါမယ်မျက်လုံးလေးတွေပြန်ဖွင့်ရအောင်โอเคဒီနေ့ကိုယ့်ရဲ့ဒီနာထိုင်နေရင်းနဲ့ပဲစကယ်လေးလှဲရအောင်အဲ့တော့ကိုယ့်ရဲ့ကုတ်ကလေးပခုံးလေးတွေရှော့ထားလိုက်မယ်လက်လေးတွေအတူကောင်းလေးပေါ်မှာပဲထားရအောင်နော်ညာဘက်ကနေစပြီးတော့ဝိုင်မယ်လေးကိုရှူသွင်းရှူထုတ်လေးနဲ့ကိုယ်ခန္ဓာကိုယ်လေးကိုဖြည်းဖြည်းချင်းရှူသွင်းမယ်ရှူထုတ်လေးကိုရှူမယ်ညာဘက်ကနေစဝိုင်ရှူထုတ်ပြီးခါလေးတွေပြန်မှတ်မယ်โอเคနောက်ဆုံးတစ်ခေါက်လေးညာဘက်ကနေရှူမယ်ပြန်ဝိုင်မယ်โอเคဘယ်ဘက်ကနေပြန်သွားဝိုင်အောင်ရှူမယ်ရှူထုတ်ရှူသွင်းရှူထုတ်ရှူသွင်းပြီးနောက်ဆုံးတစ်ကြိမ်ရှူထုတ်မယ်ခါလေးတွေပြန်မှတ်ရအောင်โอเคအဲ့တော့ကိုယ့်ရဲ့ခြေပွားလေးတွေကိုရလို့ရှိရင်ခြေပွားလေးနှစ်ခုစုံပူပြီးတော့မှကိုယ့်ရဲ့စီကုံနာလေးကတ်ရအောင်ခါလေးမှတ်ပြီးတော့မှလေးကိုရှူသွင်းလိုက်မယ်ကိုယ့်ရဲ့ပခုံးလေးတွေရှော့ထားရအောင်လက်ပွားလေးနှစ်ခုပူပါမယ်ကိုယ့်ရဲ့ခြေထောက်အောက်လေးမှာပတာလေးချိန်ရအောင်ခါလေးကိုမှတ်ပြီးလေးကိုရှူသွင်းပါမယ်လေးကိုရှူထုတ်ရင်းနဲ့ဖြည်းဖြည်းချင်းလေးအရှိကိုဆင်းမယ်ကိုရတဲ့လောက်လေးခန္ဓာကိုယ်လေးကအရှိကိုဆင်းလာကြည့်မယ်ကိုရတဲ့နေရာလေးထိလိုက်လာခဲ့ရအောင်တရောင်လေးချနိုင်ရင်ချမယ်ကိုကခြေထောက်ကလက်အောက်မှာထည့်ရတာအဆင်မပြေတဲ့လူကဘေးမှာပဲတက်တောင့်တက်တာလေးချပြီးတော့ခန္ဓာကိုယ်လေးကိုအောက်ကိုဖြည်းဖြည်းချင်းလေးဆင်းကြည့်မယ်နော်โอเคကိုရဲ့ရင်ဘတ်ကလေးတွေအောက်ကခြေထောက်ကလေးနဲ့ထိသွားတဲ့ထိဆင်းမယ်လက်လေးတွေအရှိထိဆန်းထုံနိုင်ရင်ထုတ်ရအောင်ကုတ်ကလေးတွေပခုံးလေးတွေလျှော့ထားမယ်ခေါင်းလေးနိုင်ရင်ချပါမယ်ရှူသွင်းရှူထုတ်လေးလုပ်ရကိုယ့်ရဲ့ပေါင်အတွင်းကြောလေးတွေတင်းနေတာလေးတွေခံစားပြီးတော့မှစိတ်ကလေးကိုလျှော့လေးကိုရှူထုတ်မယ်ရှူသွင်းမယ်ရှူထုတ်ရင်းနဲ့ထပ်ပြီးလျှော့ပေးရလေးကိုရှူမယ်ရှူထုတ်ရင်ထပ်ပြီးတော့မှရသလောက်လေးလျှော့ထုတ်ပေးမယ်โอเคဖြည်းဖြည်းချင်းခေါင်းလေးပြန်မော့ပြီးထားရအောင်โอเค
เคအဲ့တော့ကိုကရှေ့ကိုလက်ကမရောက်နိုင်လဲဒီလောက်လေးမှာပဲထိန်းထားပြီးတော့မှကိုရတဲ့နေရာလေးမှာပဲလိုက်လုပ်လို့ရတယ်နော်โอเคဖြာလေးပေါ်မှာလေးဘက်လေးထောက်ကြမယ် table top position လေးနဲ့အရင်ဆုံးနေရအောင် okay ဒူးထောက်ပြီးသွားတာနဲ့အနောက်ကခြေကုံလေးထောက်ရအောင်လေးကိုရှူသွင်းပြီးကြောပြင်လေးကိုခုံးမယ်ကိုယ့်ရဲ့ one bite ကလေးကိုဆွဲရှက်ပါမယ်အနောက်ကဒူးကောင်းလေးကိုဆက်မယ်ရသလောက်လေးကိုယ့်ရဲ့ဥခေါင်းလေးတွေကခေါင်းကိုလက်မောင်းနဲ့နေရွက်နဲ့တန်းတန်းလေးထိဆွဲယူလာမယ်အဲ့တော့ခြေဖနှောင်လေးတွေကိုဖြည်းဖြည်းချင်းလေးရနိုင်ရင်ချကြည့်မယ်နော်ကိုယ့်ရဲ့ခြေပွားလေးတွေချပခုံးလေးကိုလည်းဖိထားမယ် one bite လေးကဆွဲရှက်ထားမယ်ဒူးတွေကကိုကအရန်တင်းနေလို့ရှိရင်ဒူးလေးနည်းနည်းလေးကွေးထားလို့ရတယ်ဖြည်းဖြည်းချင်းလေးဆက်ထုတ်ကြည့်မယ်ကိုယ့်ရဲ့ဒူးကောင်းလေးဆက်ပါမယ်လေးကိုရှူသွင်းရှူထုတ်အနောက်ကကိုယ့်ရဲ့ပေါင်ကြောတွေကတင်းနေတာလေးရှိလိမ့်မယ်နော်ခဏလေးရှူသွင်းရှူထုတ်လေးနဲ့ဒီအတိုင်းလေးဟိုးထားပေးပါဦးလေးကိုရှူမယ်ခေါင်းလေးအရင်မော်ရအောင် low lash လေးသွားမယ်နော်ရှူထုတ်ရင်းနဲ့ကိုယ့်ရဲ့ညာဘက်ခြေထောက်ကလေးကိုအရှိကိုပို့မယ်လက်နှစ်ခုကြားကိုပို့လိုက်မယ်ဘယ်ဒူးကောင်းလေးချပါမယ်အနောက်ကဘယ်ခြေပွားလေးလဲချရအောင်โอเคခါလေးဆက်မယ်အဲ့တော့ကိုယ့်ရဲ့ညာဘက်လက်ကမြောက်ပါမယ်ဘယ်ဘက်လက်ကိုကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ဘယ်ဘက်နားလေးဖြာလေးပေါ်မှာချဖြည်းဖြည်းချင်းခန္ဓာကိုယ်လေးကိုဘယ်ဘက်ကိုစောင်းမယ်ရှူသွင်းရှူထုတ်ရင်းနဲ့တင်မလေးတွေကနိုင်တဲ့လောက်လေးဖိချမယ်မျက်နှာလေးတွေမျက်နှာချက်လေးဘက်ကိုမော့ကြည့်ကောင်းကင်ဘက်ကိုမော့ရညာဘက်လက်မောင်းနေရွက်ရဲ့အနောက်ကိုမြများလေးပို့မယ်ကိုနိုင်တဲ့လောက်လေးထိုင်ထားမယ်နော်ရှူမယ်ထုတ်ပြီးပြန်လာရအောင်โอเคလက်လေးတွေရှေ့မှာပြန်ချမယ်အနောက်ကခြေထောက်လေးကိုအရင်ဆက်ရအောင်ပြီးရင်ရှေ့ခြေထောက်လေးအနောက်ပြန်ပို့မယ်ပခုံးလေးတွေဖိအောင် downward facing dog လေးအရင်ပြန်ဝင်မယ်လေးကိုရှူသွင်းရှူထုတ်နောက်တစ်ဖက်လေးဆက်သွားပါမယ်လေးရှူပြီးတော့မှကိုယ့်ရဲ့ဘယ်ဘက်ခြေထောက်လေးလက်နှစ်ခုကြားကိုပို့မယ်အနောက်ကညာဒူးကောင်းလေးချမယ်ခြေပမိုးလေးချโอเคဘယ်ဘက်လက်လေးမြောက်မယ်ရှူသွင်းမယ်အဲ့တော့ကိုယ့်ရဲ့ညာဘက်လက်လေးကနည်းနည်းလေးညာဘက်ကိုရွှေ့ပြီးတော့မှလက်ပွားလေးထောက်မယ်ကိုရသလောက်လေးညာဘက်ကိုခါလေးတွေစောင်းချရအောင်ခေါင်းလေးကမော့ပြီးတော့မှမျက်နှာချက်လေးကိုမော့ကြည့်မယ်အဲ့တော့ကိုယ့်ရဲ့ညာဘက်ကုတ်တွေတွန်းထုတ်ပေးနော်လက်ထောင်တွေဆန့်ပြီးရင်ကိုယ့်ရဲ့ဘယ်ဘက်ကခါကြောတွေဆွဲပြီးတော့မှဆန့်မယ်ညာဘက်ကိုစောင်းထားမယ်ကိုရသလောက်တင်ပါလေးတွေကအောက်ကိုထိုင်ချပေးပါမျက်နှာလေးတွေမော့ကြည့်ထားမယ်ကောင်းကင်ဘက်ကိုလေးကိုရှူသွင်းရှူထုတ်ရှူသွင်းရှူထုတ်ပြီးပြန်လာရအောင်လက်လေးတွေပြန်ချမယ်โอเคအဲ့တော့ခေါင်းလေးတွေအရင်ငုံမယ်ပြီးရင်အနောက်ကညာခြေထောက်လေးကိုအရင်ဒူးကောင်းလေးဆက်ဘဲခြေထောက်လေးအနောက်ပြန်ပို့မယ်အာဒိုမူခရှာဘာစနာဒေါင်းဝဖေးစင်းတော်လေးနဲ့ခဏလေးအသက်ရှူရှူထုတ် lizard pose လေးသွားလိုက်မယ်ဥကောင်းလေးတွေကအရှိကကိုယ့်ရဲ့လက်နှစ်ခုကြားကိုမျက်နှာလေးအရင်ပြန်မော့ကြည့်မယ်ညာခြေထောက်လေးကိုမြောက်ရှိန်လေးနဲ့ကိုယ့်ရဲ့ညာဘက်လက်သန်းပြီးကိုသွားချမယ်โอเคချပြီးတာနဲ့အနောက်ကတင်မားလေးကိုထိုင်ချပါမယ်အဲ့တော့ကိုကရတယ်ဆိုလို့ရှိရင်ဖြည်းဖြည်းချင်းခေါင်းလေးမော့မယ်လက်ထောင်လေးတွေပါချမယ်နော်လက်ထောင်လေးချပြီးထိမ့်မယ်အဲ့တော့ဘယ်ဘက်ခြေထောက်လေးအနောက်ကိုနည်းနည်း short ထုတ်လိုက်မယ်လက်ဖွားလေးတွေကပတာလေးချိတ်လေးကိုရှူသွင်းရှူထုတ်ကလေးနဲ့ခဏလေးထိန်းထားရအောင်โอเคတင်မားတွေနိုင်ရင်ထပ်ပြီးချထားမယ်အနောက်ကဘယ်ဒူးကောင်းလေးဆန့်ထားမယ်နော်ညာဘက်ကဒူးတွေညာဘက်ကိုမြများလေးဘေးကိုကာထားပြီးကိုကလက်ထောင်နဲ့မထောင်နိုင်တဲ့လူကလက်လေးနဲ့ပဲထောက်ထားလို့ရတယ်နော်โอเคပြီးရင်ညာခြေထောက်လေးအနောက်ပြန်ပို့ရအောင်ဒေါင်းတော့လေးသွားမယ်ပခုံးလေးဖိချပြီးအသက်ရှူမယ်ခေါင်းလေးအရင်ပြန်မော့မယ်ဘယ်ဘက်ခြေထောက်လေးမြောက်လာတဲ့အရှိန်လေးနဲ့အရှိကိုလက်လေးရဲ့ဘေးမှာပို့ပါမယ်အဲ့တော့ရားတဲ့လူကလက်ထောင်ချမယ်နော်ဖြည်းဖြည်းချင်းလက်ထောင်လေးချအနောက်ကညာဒူးကောင်းကိုဆန့်ထားမယ်โอเคပခုံးလေးတွေနဲ့တွန်းထားမယ်လေးကိုရှူသွင်းရှူထုတ်နေဒီတိုင်းလေးခဏလေးထိန်းထားပေးနော်အဲ့တော့ကိုယ့်ရဲ့တင်မားတွေရရင်ဖြည်းဖြည်းချင်းလေးအောက်ကိုဖိချထားပေး
ဘယ်ဘက်ကပေါင်ကြောလေးတွေကဘယ်ဘက်ကိုဆွဲချအနောက်ကဒူးတွေဆန့်ထားပေးနော်ရသလောက်လေးထိန်းရအောင်တကယ်လို့ကိုကမရရင်လက်တောင်မရရင်လက်ထောက်ပြီးတော့ပဲထိန်းမယ်လေးကိုရှူမယ်โอเคနောက်ဆုံးလက်လေးပြန်ထောက်ပြီးထားရအောင်ပြန်နဲ့လက်ထောက်ပြီးသွားရင်တင်မားလေးပြန်ထောင်လိုက်မယ်အရှိဒူးလေးဆက်ပြီးရင်ကိုယ့်ရဲ့ခြေထောက်ကိုအနောက်ကိုပြန်ပို့လိုက်မယ် downward facing dog လေးကိုရှူသွင်းရှူထုတ်လေးနဲ့ခဏလေးနားပါမယ်ပြီးရနဲ့ဒူးလေးပြန်ချရအောင်နော်โอเคဒူးလေးပြန်ချမယ်ချိုင်းပို့လေးနဲ့ခဏလေးနားမယ်ပခုံးလေးတွေဖိချထားရအောင်ခေါင်းလေးငုံချခန္ဓာကိုယ်မှာရှိနေတဲ့ tension တွေကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့ tension လေးတွေလျှော့ထားမယ် okay ခြေထောက်လေးအရှိကိုဆန့်ထုတ်ပြီးထားရအောင်နော်အဲ့တော့ခြေထောက်လေးဆန့်ထားလိုက်တဲ့အချိန်ကိုယ့်ရဲ့ခြေထောက်ကိုနည်းနည်းလေးပြန်ပြီးတော့မှဒူးလေးထောင်ပြီးတော့မှခြေပွားလေးနှစ်ခုပူးထားလိုက်မယ်ခါလေးမှတ်ပြီးတော့မှလက်လေးတွေမြှောက်ပြီးရှူသွင်းရအောင်လက်လေးကိုမြှောက်ပြီးရှူမယ်ရှူထုတ်မယ်1 bite လေးနဲ့ပေါင်လေးနဲ့ဆွဲကတ်မယ်လက်မောင်းနှစ်ရွက်ကတ်ထားတဲ့အတိုင်းလေးပဲခန္ဓာကိုယ်လေးကိုအရှိကိုဆင်းချဖြည်းဖြည်းချင်းလေးဆင်းမယ်ဘိုက်လေးတွေပေါင်နဲ့ကတ်မယ်အဲ့တော့ဖြည်းဖြည်းချင်းကိုယ့်ရဲ့လက်ကိုအောက်ကခြေထောက်ကိုသွားပြီးတော့မှကင်ထားမယ်အဲ့တော့ကိုကခြေချင်းဝက်ကိုမှီရင်ခြေချင်းဝက်ကိုကင်မယ်တကယ်လို့ကိုယ့်ရဲ့လက်ကခြေထောက်ကိုကြော်ပြီးတော့ရောက်သွားရင်ခြေထောက်ကလေးကိုကင်โอเคဖြည်းဖြည်းချင်းလေးခေါင်းလေးတွေလျှော့ကိုယ့်ရဲ့ဒူးခေါင်းလေးပေါ်မှာလေပင်လေးတွေလျှော့ပြီးနားမယ်တလေးကိုရှူသွင်းရှူထုတ်โอเคနောက်တစ်ခေါက်လေးလက်လေးတွေဘေးကနေပြန်မြောက်ရအောင်ခါလေးမှတ်မယ်လက်တွေတစုံဆန့်ထားမယ်လက်မောင်းလေးနှစ်ရွက်ကတ်မယ်1 bite လေးတွေဆွဲရှက်ထားခါလေးမမတ်လေးနဲ့ရှူထုတ်ရင်းနဲ့အရှိကိုဖြည်းဖြည်းချင်းလေးဆင်းမယ်ဆင်းတဲ့ချိန်ကိုယ့်ရဲ့လက်တွေကနှစ်ရွက်နဲ့ကတ်ထားပြီးတော့ပဲ1 bite ပေါင်လေးအောက်ထိကတ်မယ်โอเคဖြည်းဖြည်းချင်းလက်လေးတွေကမှီတဲ့နေရာကိုချခေါင်းလေးပါငုံပြီးတော့မှလေးကိုရှူထုတ်ရင်းနဲ့နားမယ်ရှူမယ်လက်လေးတွေပြန်သွားရအောင်ခါလေးကိုရင်မှတ်မယ်လေးကိုရှူသွင်းပြီးတော့မှလက်တွေတစုံဆက်ကိုယ့်ရဲ့လက်မောင်းနှစ်ရွက်ကတ်ထားမယ်ခါလေးမှတ်ထားပါမယ်ရှူထုတ်ဖြည်းဖြည်းချင်းလေးလက်ကအဲ့ဒီတိုင်းလေးကတ်ထားရင်းနဲ့1 bite ပေါင်လေးဆွဲကတ်မယ်ခန္ဓာကိုယ်လေးအရှိကိုဆင်းမယ် forward fold ခေါင်းလေးတွေငုံချထားမယ်လေးကိုရှူထုတ်ရှူသွင်းရှူထုတ်โอเคရှူမယ်ခါလေးတွေပြန်မှတ်ရအောင်โอเคအဲ့တော့ပလက်လေးလှန်အေးရအောင်เนาะဖြာလေးပေါ်မှာပလက်လေးလှန်လိုက်မယ်โอเคညာခြေထောက်ကလေးကကွေးထားပြီးတော့မှကိုယ့်ရဲ့လက်နှစ်ခုကဘေးကိုဆန့်ထားလိုက်မယ်အရင်ဆုံးညာဒူးလေးကွေးယူလာရအောင်ခန္ဓာကိုယ်ဘက်ကိုညာဒူးလေးကွေးမျက်နှာလေးကဘယ်ဘက်ကလက်ကိုဆန့်ကြည့်မယ်ဆန့်ထားတဲ့ဘယ်ဘက်လက်လေးကိုကြည့်ညာလက်လေးကကိုယ့်ရဲ့sorry ဘယ်လက်လေးကညာဒူးကောင်းကိုလှမ်းပြီးတော့မှယူမယ်ခန္ဓာကိုယ်လေးကိုရသလောက်လေးဖိချမယ်ကိုနိုင်သလောက်ပဲเนาะဒူးကောင်းကကျမ်းမြင့်မော်ထိကြကျင်မှလည်းကြမယ်ကိုရသလောက်လေးဆွဲဖိမျက်နှာလေးတွေကိုရဲ့ညာဘက်လက်ကိုကြည့်ပါမယ်ညာဘက်ပခုံးအကြွပဲနဲ့ကိုကရသလောက်ပဲဖိထားမယ်လေးကိုရှူသွင်းရှူထုတ်โอเคခန္ဓာကိုယ်ကတင်အားလေးလျှော့မယ်နော်โอเคချိန်စနောက်တစ်ဖက်လေးပြောင်းရအောင်ခြေထောက်လေးဘယ်ဘက်ဒူးကောင်းလေးကွေးမယ်မျက်နှာလေးတွေကိုရဲ့ဘယ်ဘက်ကိုလှည့်ဒူးလေးကိုညာဘက်လက်လေးနဲ့လှမ်းပြီးတော့ယူမယ်လေးကိုရှူသွင်းလိုက်မယ်ထုတ်ရင်းနဲ့ဖြည်းဖြည်းချင်းခန္ဓာကိုယ်လေးကညာဘက်ကိုဒူးလေးဖိချမယ်ကိုရဲ့ဘယ်ဘက်ပခုံးနေခြာပေါ်ကနေကြွမလာအောင်လေးပြန်ဖိချထားပြီနော်ကိုကဒူးကိုဖိချရင်းနဲ့ခန္ဓာကိုယ်အပေါ်ပိုင်းလေးကြွသွားတတ်တယ်โอ
ခေစိတ်ကလေးလျှော့ပြီးရှုထုတ်ရှုသွင်းရှုထုတ်ဖြည်းဖြည်းချင်းလေးပြန်ပြီးတော့မှလာမယ်ဒူးကောင်းလေးနှစ်ခုထောင်ထားရအောင်เนาะပြီးရင်ကိုယ့်ရဲ့ခြေထောက်ကလေးကိုလက်လေးနဲ့လှမ်းပြီးတော့ယူလိုက်မယ် happy baby pose လေးအဲ့တော့ကိုယ့်ရဲ့ဒူးကောင်းကိုဒီဖြာအောက်ကိုရသလောက်လေးဆွဲပြီးတော့မှဖိချရအောင်ခေါင်းလေးတွေ level လေးတွေ short ထားမယ်เนาะ okay ကိုရသလောက်လေးဆွဲဖိထားမယ်ခြေထောက်တွေကဘေးကိုကားမယ်ဒူးတွေကအောက်ကိုဆွဲပြီးတော့မှ direction ကအောက်ကိုယူမယ်เนาะလက်လေးနဲ့ဆွဲထားမယ်သက်ရှူစိတ်ကလေးကို short ထားရှုသွင်းရှုထုတ်လေးကိုရှုမယ်ရှုသွင်းရှုထုတ်โอเคခြေထောက်လေးတွေပြန်ချရအောင်အဲ့တော့ကိုယ့်ရဲ့ခြေထောက်ကဖြာလေးပေါ်မှာချလိုက်မယ်အဲ့တော့အနီးအဝေးကကိုယ်အဆင်ပြေသလိုလေးခြေထောက်လေးကိုချိန်ပြီးချမယ်ပြီးတာနဲ့လက်လေးတွေကဘေးမှာထားပါမယ်ဒူးကောင်းလေးတွေစုနေရင်လည်းပဲဖြည်းဖြည်းချင်းဘယ်ဘက်ညာဘက်လေးကိုခွဲပြီးတော့ချရအောင်ခါလေးတွေကို short ထားမယ်ကိုရသလောက်လေးချကြည့်โอเคစိတ်ကလေးကို short ထားပေးမယ်နော်ကိုယ့်ရဲ့ခန္ဓာကိုယ်လေးကိုရှော့ပြီးတော့မှခဏလေးနားကြည့်မယ်အားလုံးပဲ Namaste ပါကျေးဇူးတင်ပါတယ်